ကျမရင်းနဲ့ညီညွတ်ပြီးတော့အာဟာရပြည့်စေတဲ့အာဟာရလေးဒီနေ့လှုပ်ရှားဖြစ်ပါတယ်။လောက်ရလည်းအရန်ကိုလည်းကိုရိုးရှင်းပါတယ်။အခြေခံပါဝင်ပစ္စည်းကတော့ကြက်ဥရယ်နွားနို့ရယ်ငပြောတိရယ်ပါမုံရယ်ပါ။ကေကအိမ်မှာထောပတ်တီလည်းရှိရောထောပတ်တီလေးလည်းထပ်ထည့်ထားပါတယ်။မိုင်လုံးမဟုတ်ကတော့ကုန်နေလို့မထည့်ဖြစ်ပါဘူး။အရင်ဆုံးပကံတစ်လုံးနဲ့ကိုပါမုံထည့်ပါမယ်။ပါမုံကတော့ကေကဒီလိုကိုယ်ကိုယ်တိုင်လှီးရရဲ့ပါမုံလေးထည့်တယ်ပြီးရင်တော့ငပြောတိထည့်မယ်ငပြောတိကကေဖိချန်ငပြောတိတောင်းထားပါတယ်ဖိချန်ငပြောတိကနောက်နေ့ဆိုအမဲတွေလုံးဝတော့မှဆိုဒီနေ့အမိရလေးစားလိုက်တယ်ပြီးရင်တော့ကြက်ဥထည့်ပါမယ်ကြက်ဥကိုကေကလေလုံးဝအကြက်ကြီးမကြိုက်တဲ့အတွက်ကြောင့်မို့လို့6နှစ်လောက်ပဲပြုတ်ပြီးတော့ဒီအနေရောအတိုင်းလေးပဲထည့်ပါတယ်အရင်အကြက်ကြီးမစားချင်လို့ပါပါမုံရယ်နွားနို့ရယ်sorry ပါမုံရယ်ငပြောတိရယ်ကြက်ဥရယ်ထည့်ပြီးဆိုရင်ကေကထောပတ်တီလေးလည်းထည့်ချင်ပါတယ်ထောပတ်တီအရသာလေးကလည်းစိမ့်စိမ့်လေးဆိုလေထောပတ်တီကတော့မထည့်လည်းရပါတယ်ကိုကဒီနေ့အိမ်မှာထောပတ်တီရှိနေရဆိုတော့ထည့်လိုက်တဲ့သဘောပေါ့နော်ထောပတ်တီရယ်နို့ရယ်ပေါင်းလိုက်တော့အရသာစိမ့်စိမ့်လေးပါနောက်ဆုံးမှာတော့ပပဆူနေအောင်ကြိုထားတဲ့ပူပူနွန်းနွေးနွားနို့လေးကိုလောင်းထည့်လိုက်ပါမယ်နွားနို့ကတစွန်းနဲ့ထည့်ရနေအားများလို့လောင်းချလိုက်တယ်ပေါ့နော်ပြီးတော့ကီနွားနို့နည်းနေတဲ့အတွက်ကြောင့်မလို့နွားနို့လည်းထပ်ဖြည့်ထားပါတယ်ဆိုတော့ဒီမှာအာဟာရကိုလုံးဝအဝါစားလို့ရမယ့်တစ်ပတ်ခန့်အပြည့်ရပါပြီကျမနဲ့ညီညွတ်ချင်တဲ့အတွက်ကြောင့်မလို့ကေကဒီထဲမှာနို့စီကိုတခြားတော့လုံးဝမထည့်ထားပါဘူးနွားနို့ရဲ့တဘာဝအစိမ့်ပေါ့နော်နွားနို့တဘာဝအစိမ့်တိုင်းလေးရဲ့စားမှဖြစ်ပါတယ်မိုင်လိုတို့အိုဘတ်တင်တို့ကတော့ကေအိမ်မှာကုန်နေတဲ့အတွက်ကြောင့်မလို့မထည့်လိုက်ပါဘူးအိစာထောပတ်တီလေးကိုပဲထည့်လိုက်ပါတယ်ဆိုတော့နို့နဲ့ထောပတ်ကလည်းအရန်ကိုအရသာရှိရဲဆိုတော့အရသာရှိတဲ့အာဟာရလေးကိုလည်းအလုံးလဲသုံးဆောင်မှုဖိတ်ခေါ်ပါတယ်စားချက်ပါရှင်